စုပါဆိုရင်အလှပကိုဂရုစိုက်မယ်ဆိုရင်ပထမဆုံးပေါ့နော်ကိုယ့်ရဲ့မျက်နှာကိုအလှပဂရုစိုက်ကြရပေါ့နော်ဒုတိယမျက်နှာတစ်ခုရှိရဲ့စံကေတာကိုလည်းဂရုစိုက်ဖို့မမေ့ကြပါနဲ့နော်ကိုယ့်ရဲ့စံကေတာဆိုရင်ကောင်းနေမှသာလေအလှပပို့ပြီးတော့မှပေါ်နေတာဖြစ်တယ်ပေါ့နော်စံကေတာကိုချုပ်ပွားဘောက်တွေတဖြည်းဖြည်းနဲ့ပြီးစံကေတာတန်းထန်းနေလဲအဲ့လူကစံကေတာချုပ်ပွားနေဆိုလဲလူရဲ့အလှပဆိုရင်မေ့မေ့စီပါလေဒါကြောင့်စပင်းနေအရင်စုံနေတယ်ဘောက်တွေအရင်ထနေတယ်ဘောက်ထလုံးလို့ပေါ့နော်ခေါင်းဆော်ရည်တွေမျိုးစုံသုံးတယ်ပြီးရင်စပင်းကျွတ်လို့လို့ပေါ့နော်ဇာလေးလိုပဲနှက်စီမျိုးစုံသုံးတယ်ဒါပေမဲ့ကို့အတွက်ရလက်မထွက်တဲ့သူတွေပေါ့အိဗရဟက်တိုနေလေးဖြစ်ပါတယ်ရှင်အိဗရဟက်တိုနေလေးကဆိုရင်နှက်ဆရာမလို့ပေါ့နော်သူ့ကိုတနည်းကိုနှစ်ကြိမ်လေးထမ်းမေးရုံနဲ့စပင်းလေးကိုသူကစပင်းကျွတ်တာတက်တာလဲစီလိုဇာလေးလိုစပင်းနှစ်ခွဖြစ်တဲ့အရာတွေကိုသူကတက်တာစီရယ်အဲ့အပြင်စီးပြူစီပါဝင်တယ်ပုစီနဲ့ပါဝင်တယ် rope bell ကြီးပါဝင်တာဖြစ်တဲ့ကြောင့်မို့လို့မိုးကြောက်ဖြစ်တဲ့ဘောက်တွေကိုတက်တာစေတဲ့အပြင်အရွယ်မတိုင်ခင်မှာသပင်ဖြူနေတဲ့သူတွေအပေါ်နှစ်ကြိမ်လေးဖြန်းပြီးရုံနဲ့သပင်ဖြူတွေတဖြည်းဖြည်းနဲ့ပတ်တော့မှာဖြစ်ပါတယ်ရှင်ကဲအခုချိန်ဒီပေါ့နော်စပင်ပြဿနာခံစားနေရတဲ့သူတွေပေါ့နော် April head တို့နေလေးကိုအိမ်တိုင်းမှာပေါ့နော်မရှိမဖြစ်ဆောင်းသားတဲ့အရာလေးပါပဲနော်ကျေးဇူးပါ